ပေါင်းစီဖို့ခက်ခဲလမ်းခွဲခြင်းဆိုခဏလေးပဲဒီရဲ့နဲ့မသိလို့ဝေးသွားကြအခုချိန်မှာအမြဲတမ်းပြောင်းလဲတတ်တယ်လူဆိုတာကိုငါဟာသိမှာခဲ့နာကျင်နေလေရေလုံးယူမှုတတ်တာစေငါလိုလေလာမေး